စီဖို့၄000ကုန်နေဗျသောလောက်ပြီးပါတဖေလေးသားဟိုင်းအေးအဲ့လိုပါတီကျော်ကြရိုက်တာလေဗျာအားလုံးဘယ်လောက်ကိုဒီပါအေးတော့ပါကောင်းလို့မရဘူးငါတော့ပြီးတော့ဒီကြောင့်မို့လို့ဆိုင်းရင်မိုးဆိုတဲ့ဇမင်းသားလေးဖြစ်လာတာဒါကြောင့်မလို့ကျွန်တော်မိသားစုတွေမရှိဆိုင်းရင်မိုးဆိုတော့ဖြစ်လာစရာအကြောင်းမရှိပါဘူးဒီတိုင်းပဲတာခရတယ်ဘလောက်အဲ့ဒါမင်းနှုတ်ဆက်ဘူးလေပြောလိုက်ပြောနှုတ်ဆက်ကြောဒါဘူးလေဒါတော့ကျွန်တော်ရဲ့အော်ပရာကြီးကိုရေးဆက်ကျွန်တော်တို့ဖော်ထုတ်ပြီးတဲ့ဝနကျော်တင်ပပဦးစေအောင်မင်းရဲ့ဒါလေးလေးဦးအောင်ကိုမင်းပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရှမုံနာကန်းကအလွမ်းကုန်ရင်းဆိုတဲ့ဒေးအော်ရာကြီးလေးလေးဦးအောင်ကိုမင်းဒေးအော်ပေါ့စင်တင်အော်ရာကြီးပေါ့နော်ဟုတ်ကဲ့ဝိပတ်ချစ်နုံဆိုတဲ့အော်ရာကြီးကလည်းလေးလေးဦးအောင်ကိုမင်းရေးဆက်ထားတဲ့ချင်းတွေနဲ့တက်ရှင်လို့ပြည့်တဲ့ကြီးဖြော်ပြတာဖြစ်ပါတယ်ဒါကြောင့်လေးလေးကိုလည်းစင်မွားနေပြီးကတော့ပြုကြတော့ပါတယ်ခင်ဗျာအဲ့လိုဂရောတွေကမင်းအစင်မပြေတော့အဲ့တော့ဝစားသွားလေတော့ဟုတ်ကဲ့မင်းကြီးကိုယ့်ရဲ့သားလေးလူလာနေတာနော်တွားတာကိုမင်းနဲ့တတ်နိုင်တော့ပတ်